အားလုံးပဲမင်္ဂလာပါရှင်မာမီကရဲ့မိဖို့ကြောင့်လေးကနေကြိုဆိုပါရစေနော်ဒီနေ့သမီးရဲ့ကျောင်းထမင်းကြိုင်ပေါ့နော်ဝါဆိုလာပြည့်နေ့ပြီးတော့ကျောင်းနေပြန်ဖွင့်နေတော့ဒါပထမနေ့ပေါ့နော်ကျောင်းပြန်ဖွင့်တဲ့ပထမနေ့ကျောင်းထမင်းကြိုင်လေးကမီကီမောက်လေးလုပ်ပေးမယ်ပေါ့နော်မီနီမောက်လေးလုပ်ပေးမယ်ရှင်အရင်ဆုံးမီနီမောက်အတွက်ကိုမျက်နှာလေးကိုထမင်းလုံးလေးဝိုင်းလိုက်တယ်ပြီးတော့ရေညီလေးနဲ့အခုလိုမျိုးလေးလုပ်လိုက်တယ်ပေါ့နော်ရေညီလေးကကြတော့ကေကမနက်ပိုင်းကိုမုံနေလောက်ရမှာဖြစ်တဲ့အတွက်ညကလေးကရေညီကိုကတ်တာလေးနဲ့ရေညီကိုကတ်ကြီးလေးနဲ့ပုံဖော်ပြီးဖြတ်ထားတယ်ပေါ့နော်ဒီရင်းကြီးပုံဖော်တာကိုတော့ကေဖြတ်ထားတဲ့ဟာကိုတော့ရိုက်မပြတော့ဘူးရိုက်မထားမိဘူးပေါ့နော်ဒါလေးကတော့ရင်းကြီးနဲ့မျက်နှာလေးဖော်ပြီးသွားပြီဆိုတော့သူ့ရဲ့နေရွက်ကလေးဖော်မယ်ပေါ့နော်သူ့ရဲ့နေရွက်ကလေးအတွက်ကိုထမင်းလုံးလေးနဲ့သူ့ရဲ့ခေါင်းလေးနဲ့အချိန်စားညီမညီကြည်ကောင်းမကောင်းကိုအရင်ဆုံးချိန်ကြည့်ပြီးတော့နေရွက်ကလေးတက်လိုက်မယ်ပေါ့နော်နေရွက်ကလေးကလည်းရင်းကြီးလေးနဲ့လုပ်မယ်ပေါ့နော်ဒီခုချလိုက်တဲ့ရင်းကြီးကတော့လေညကဖြတ်ရင်နဲ့ကြည်သွားတာတေးသွားတာတွေဖြစ်သွားတဲ့ရင်းကြီးလေးတွေကိုအခုနှစ်ရက်အတွက်ကိုပြန်သုံးလိုက်တယ်ပေါ့နော်ဦးနတူကကားလို့တမီးကဖဲရတာအဲ့ဒါသူပြတ်တိုင်ခဲ့ခုဒါကတော့သူ့ရဲ့အောက်ခံထမင်းပေါ့နော်သူစားနိုင်တဲ့လောက်ပမာဏနည်းနည်းလေးနဲ့ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့အပေါ်ကနေပြီးတော့ဒီမီနီမောက်လေးကိုပုံဖော်မယ်ပေါ့နော်အခုကလေးကြီးကအတန်သွင်းနဲ့ပြတ်တောင်းဖြစ်သွားတာလေတမီးငယ်လေးကိုတစ်ဖက်ကထမင်းခွန်နေရပါတော့အဲဒါကြောင့်မို့အတန်လေးကပြတ်တောင်းဖြစ်သွားပါတယ်ရှင်အခုဆိုရင်တော့မီနီမောက်လေးရဲ့မျက်နှာလေးရသွားပြီဆိုတော့မီနီမောက်ရဲ့မျက်လုံးလေးထည့်မယ်ပေါ့နော်ဒီမျက်လုံးလေးတွေကလည်းညကလေးကကတ်တာလေးကတ်ကြီးလေးနဲ့ပေါ့နော်ဖြတ်ထားတာဒီပုံစံကလေကတ်တာတစ်ခုမှမသုံးရဘဲနဲ့ကတ်ကြီးနဲ့ရွယ်သုံးသွားရတဲ့ပုံစံဖြစ်တဲ့အတွက်ဒီဘန်ဒိုဘောက်ကိုခုမှ beginner သမားဆိုရင်တော့နည်းနည်းလေးခက်ခဲမယ်ပေါ့နော်ကေကတော့ဒီဘန်ဒိုဘောက်လောက်တာကတလားကြော်သွားပြီဆိုတော့လေနည်းနည်းလေးလုတ်တက်သွားပြီဆိုတော့ဒီကတ်တာနဲ့မသုံးမနဲ့ကတ်ကြီးနဲ့ဖြတ်ရတဲ့ဒီဇိုင်းလေးတွေကိုလည်းကေနည်းနည်းလေးလုတ်တက်လာပြီပေါ့နော်နည်းနည်းလေးလုတ်တက်လာပြီဆိုတော့ကေကတော့ရသွားပြီပေါ့နော်ဒီမျက်လုံးကွင်းလေးကလေအရန်အနုစိတ်ပြီးလက်ဝင်တဲ့အတွက်လေကကြီးတသေးလေးနဲ့ဖြတ်တဲ့နေရာမှာလေပြက်ထွက်တယ်ရှင်အဲ့ဒါလေးကိုလည်းတစ်ချက်လေးသတိထားရမယ်ပေါ့နော်အရန်အသေးစိတ်နိုင်တဲ့အတွက်ကေဗီဒီယိုရိုက်နေနေလေးကိမျက်နှာကြီးကိခေါင်းကြီးပါသွားတာကိုတော့နားလည်ပေးပါလို့အနုစိတ်လွန်နဲ့မမြင်ရတော့အားတွေပါပြီးခေါင်းကြီးပါအထက်တဲ့ကင်မရာတွေပါဝင်ကုန်ပြီပေါ့နော်အရန်အနုစိတ်နိုင်ရတယ်ရှင်ငါယူဒီငါမလို့ယူကြယူတမီးဖဲရတာခုဆိုရင်တော့လေမီနီမောက်လေးရသွားပြီပေါ့နော်မီနီမောက်လေးရသွားပြီဆိုတော့ဒါထမင်းဘူးအတွက်ကိုပြည့်စုံသွားပြီပေါ့နော်အဲ့တော့ပစ်ကတ်လေးနဲ့မီနီမောက်ဒီဇိုင်းပစ်ကတ်လေးတွေကိုလိုက်ထည့်ပေးလိုက်တယ်ပေါ့နော်ပြီးတော့သမီးကြီးကလေမယိုးနိုင်မအီနိုင်သေးတဲ့ဆန်ဒဝစ်လေးလုပ်ပေးပါအောင်ဆိုတော့ဆန်ဒဝစ်လေးလုပ်ပေးပြီးတော့အပေါ်ကနေပြီးတော့ cheese လေးဆန်ပေးလိုက်တယ်ပေါ့နော်ခုချိန်ထိတော့သူတို့မယိုးသေးဘူးပေါ့နော်နောက်ပိုင်းကျရင်တော့မယိုးသွားရင်တော့ sandwich ကိုသူတို့စားမှာမဟုတ်တော့ဘူးယိုးဤသွားရင်တော့အခုလောလောဆယ်မယိုးဤသေးခင်တောင်းဆိုနေတော့တစ်တောက်လျှောက်ကိုတော့ sandwich လေးလုပ်ပေးဖြစ်တယ်ပေါ့နော်ဦးစမတဲ့ဆက်တယ်နော်အခုဒါကတော့လေထမင်းကြိုင်ပြီးသွားပြီဆိုတော့မုံလေးတွေလိုက်ပို့လိုက်တယ်ပေါ့နော်ဒါမုံပို့နေတဲ့လမ်းတစ်တောက်လျှောက်လေးကိုအမှတ်တရလေးရိုက်ထားတာပေါ့သမီးနေရာကိုအိမ်မှာထားခဲ့ပြီးတော့မုံလိုက်ပို့နေတာပေါ့အပြန်ဈေးလေးဝင်ဝယ်ပြီးတော့သမီးငယ်ကငါးစားခြင်းနဲ့ဆိုတော့ငတန်ကြီးလေးဝယ်လာတယ်ပေါ့နော်သမီးငယ်နဲ့ကေနဲ့2ယောက်ထဲစားမှဖြစ်တဲ့အတွက်20သားတဲ့ဝယ်လာတယ်6000မိုးပေါ့နော်10သား3000ဆိုတော့6000မိုးဝယ်လာတယ်ငတန်ကြီးလေးတွေကိုရေချိုချက်လေးချက်ပြီးတော့ဆက်ကလေးကေချက်လိုက်တယ်ပေါ့နော်ငရုတ်သီးစိမ်းလေးထည့်ပြီးတော့သမီးငယ်ကအခုနောက်ပိုင်းသူဂရင်းလိုက်တာကငပိရီတိုးစရာတွေသူစားတတ်လာတယ်နှစ်ခွဲကိုပေါ့နော်နှစ်ခွဲကိုငပိရီတိုးစရာစားတတ်လာတယ်ဆိုတော့ငပိရီကိုနည်းနည်းလေးအဆက်ကလေးပါရဲဆိုရုံတော့တင်လုပ်ပေးပြီးတော့တိုးစရာလေးနဲ့သူခွန့်ကျွေးနေရပြီပေါ့နော်အခုအတန်သွင်းနေတလန်းတောင်ဒါထမင်းခွန်နေရပေါ့အတန်သွင်းနေတလန်းတောင်သူထမင်းခွန်ပေးနေရကေအလုံး
ခုပေါ့နော်ဟို small business လေးလို့ပဲပြောအောင်ပါပေါ့ဒီအလုပ်ပစ္စည်းလေးလုပ်နေတဲ့အချိန်မှာလေကေကိုခွန်အားတွေအများကြီးပေးကြတယ်အားပေးကြတဲ့သူတူတယောက်ချင်းစီတိုင်း comment လေးတွေဝင်ရေးပေးတယ်ဒီကူကြောက်တီတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်ကေအများအား reply မပြန်နိုင်ပေးခဲ့ရင်လည်းနားလည်ပေးပါလို့သမီးနှစ်ယောက်နဲ့နည်းနည်းလေးအလုပ်ရှုပ်နေလို့ပါလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်